Hello မင်္ဂလာပါကျမကအခုအကြောင်းလေးတစ်ကြောင်းကိုအလဲရောက်ရှိနေတာဖြစ်ပါတယ်အဲအကြောင်းရဲ့ရှိမှာဆိုရင်ခရမ်းကျင်ပင်လေးတွေချမောင်ပင်လေးတွေကိုကျွန်မစိုက်ထားတာကိုကျွန်မတွေးလိုက်ရတယ်ပေါ့နော်အမှအခုကြည့်ရှုနေတဲ့သူတွေကိုလည်းကျွန်မဓာတ်ပုံလေးနဲ့အရင်ဆုံးပြသခဲ့ပြီးသားဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်မတွေးလိုက်ရတဲ့အခါမှာပေါ့နော်ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ကိုစာတင်နေတဲ့အခါမှာတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်မကမျှဝေသွားခြင်းတယ်ပေါ့နော်အဲ့မှာကျွန်မရဲ့အကြောင်းသားလေးတွေကိုခရမ်းကျင်ပင်တစ်ပင်စီကိုသူတို့စိုက်ခိုင်းတယ်ပေါ့နော်စိုက်ခိုင်းတဲ့အခါမှာခရမ်းကျင်ပင်ကအပင်ကအကြောင်းအရာတစ်ခုခုကြောင့်တည်သွားခဲ့တယ်တို့ညှိုးသွားခဲ့တယ်တို့အဲ့လိုဖြစ်သွားပြီဆိုကျွန်မကတစ်ကပြန်စပြီးတော့ပြန်စိုက်ခိုင်းတယ်ပေါ့နော်သူတို့ကိုကျွန်မကရက်သက်တစ်ပတ်6ပတ်အထိသူတို့ရဲ့အပင်ရဲ့အမြင့်ရဲ့အတိုင်းတာတွေတို့ပြီးရင်အရွက်ဘယ်နှရွက်ရှိပြီတို့ဒါတွေကစကျွန်မတိုင်းခိုင်းတယ်ပေါ့နော်တချို့ဆိုရင်သူတို့အိမ်မှာအပင်ဆိုင်ရင်ကြစ်တွေရစ်မှာတို့နွားတွေကနေမှတက်နင်းသွားမှာအဲ့လိုမျိုးတွေစိုးရိမ်ပြီးတော့သူတို့ကတော်ထဲမှာသွားစိုက်တဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒီចောင်းသားတယောက်ဆိုရင်သူ့အပင်ကိုနေပူကြီးထဲမှာသူကစိုက်တယ်ပေါ့နော်စိုက်တော့ခါကျတော့ညနေဆောင်ကြတော့ခါကျတော့သူ့အပင်ကြီးညှိုးသွားတယ်ပေါ့နော်ဟာအပင်ကအသေးသွားပြီလားမသိဘူးဆိုသူအရန်စိုးရိမ်တကြီးနဲ့သူ့တငယ်ချင်းကိုသူကပြောတယ်ပြောပြီးတော့နောက်နေ့မထကြောင်းရောက်လာတော့ခါကျဟာငါကန်ကောင်းတယ်ဟေးတီးရငါ့ရဲ့အပင်ကလည်းပြန်ပြီးတော့ထောင်လာတယ်ဟာတဲ့သူကအဲ့လိုပြောတယ်နောက်ထပ်ကျောင်းသူတယောက်ဆိုရင်သူ့အဖွားမေ့တတ်တယ်မေ့တတ်တော့ခါကျတော့သူ့အပင်ကိုပေါင်းပင်နေနဲ့သူခဏရောနှုတ်သွားတယ်ပေါ့နော်အဲ့ဒါမျိုး4 5 6ခါဖြစ်လာတော့ခါကျသူသီးမခံနိုင်တော့ဘူးအဲ့ခါမှာသူ့အဖွားကိုသူကអော်တယ်ပေါ့နော်သမီးရဲ့ခရမ်းကျင်ပင်တွေကိုအဲ့လိုအဖွားခဏလှုပ်ဆိုရင်တော့အဖွားရဲ့ခရမ်းသီးပင်တွေကိုလည်းသမီးကဒါနဲ့ခုတ်မှာနော်ဆိုပြီးတော့သူအဲ့လောက်ထိလည်းပြောတယ်ပေါ့နော်သူတို့ရဲ့စိတ်ခံစားမှုလေးတွေပေါ့အဲ့မှာစိုက်တဲ့ခါမှာသူတို့အချိန်နေသူတို့ကသူတို့ရွေးချယ်ခိုင်းတယ်ပြီးရင်ရေဘလောက်လောင်းရမယ်ဆိုတာကိုလည်းကျွန်မကသူတို့ကိုယ်တိုင်ပဲလုပ်ခိုင်းတယ်ပေါ့နော်အဲ့ဒီခါမှာတချို့ကလေးတွေကအပင်ကတည်တယ်သူကတည်တယ်ပေါ့ပြီးတော့ခရမ်းညင်သီးကိုတစ်လုံးတီးတဲ့သူကတီးတယ်3 လုံးလောက်တီးတဲ့သူကတီးတယ်ပေါ့အဲ့မှာအတန်းထဲမှာခရမ်းညင်ပဲစိုက်ခိုင်းတဲ့အကြောင်းအရာ2 ယောက် 3 ယောက်လောက်ပဲအောင်မြင်တာကိုတွေ့ရတယ်ပေါ့နော်အဓိကသူတို့ပေးခြင်းတဲ့ message ကအပင်လေးတွေကိုတန်ဖိုးထားတတ်ဖို့ကလေးတွေကိုအပင်တွေကိုမနှုတ်နဲ့အပင်တွေကိုမဖြစ်စည်းနဲ့ဂိုင်းတွေကိုမချိုးနဲ့လို့ကျွန်မကသူတို့မပြောဘဲနဲ့သူတို့ကိုယ်တိုင်စိုက်ခိုင်းခြင်းကနေမှအပင်တပင်ဖြစ်မြောက်လာဖို့ရေဘလောက်ထိခက်ခဲတယ်ဆိုတာကိုသူတို့ကိုယ်တိုင်မြင်တွေ့ရလိုက်တဲ့အခါမှာသူများအိမ်မှာရှိတဲ့အပင်တွေကိုသူတို့ကရှောက်မချိုးတော့ဘူးအပင်တွေကိုရှောက်မနှုတ်တော့ဘူးပေါ့နော်အပင်လေးတွေကိုသူတို့တန်ဖိုးထားတတ်လာတယ်အပင်လေးတွေကိုတန်ဖိုးထားတတ်လာအောင်တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းစောင့်ရှောက်တတ်လာအောင်ထိမ့်သိမ်းကာကွယ်တတ်လာအောင်ဒါတွေကိုကျွန်မကသိပ္ပံသင်ကြားရင်းနဲ့အပင်တပင်စိုက်ခိုင်းရင်းနဲ့သူတို့လက်တွေ့သင်ကြားပြီးတော့ပြသသွားတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအခုစောင်းရည်လည်းရောက်တော့ခါကြတော့ကြောင်သားလည်းကျွန်မကိုပြန်မေးကြတယ်ပေါ့နော်ဆီယမကတဲ့စောင်းရည်မှာခဲညင်ပင်စိုက်ရင်အစင်ပြေတာကိုသိရတဲ့နဲ့တဲ့ဘာလို့မိုးရည်မှာစိုက်ခိုင်းတာလဲခဲညင်ပင်ကမိုးအများကြီးမကြိုက်ဘူးဆိုတာကိုသူတို့သိသွားပြီအဲကျွန်မကိုမေးတယ်မေးတဲ့ခါမှာကျွန်မကနေမှကြာရှုံးခြင်းအရာတောင်တိမှအောင်မြင်မှုကပို့ပြီးတော့မှတ်မိမှာပေါ့ပို့ပြီးတော့သိရှိမှာပေါ့လို့ခင်းကျင်မျိုးဆရာမကနေမှဒီချိန်မှာစိုက်ဆိုရင်ပြောလိုက်တာပဲကြားမယ်တေချာနားထောင်ထားမှာမဟုတ်ဘူးပေါ့နော်ကိုယ်တိုင်လက်တွေ့လုပ်လိုက်ရတဲ့အခါမှာဘယ်အချိန်မှာစိုက်ရင်ကောင်းတယ်ဘယ်အချိန်မှာစိုက်ရင်ပို့ပြီးတော့တီးတယ်ဘယ်အချိန်မှာစိုက်ရင်တော့ပိုးကျနိုင်တယ်ဆိုတာကိုကိုယ်တိုင်လက်တွေ့လုပ်ခိုင်းထားတာပေါ့နော်လက်တွေ့ကျမဖြည့်ရှင်းခိုင်းတဲ့နီးပေါ့နော်တကယ်တော့ကျွန်မခရမ်းညင်မဲ့တပင်နဲ့စိုက်ခိုင်းတာမဟုတ်ဘူးသူတို့ရဲ့စိတ်တွေကိစ္စရဲ့အတိုင်းပေါ်မှာရှိတဲ့အောင်မြင်မှုကြရှုံးမှုတွေဒါတွေအကုန်လုံးကိုတိုင်းတာစစ်ဆေးနိုင်မှုတော့ကျွန်မခိုင်းလိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်မရဲ့ကြောင်းသားတွေကိုသူတို့ကမေးလာတဲ့အခါမှာတည်ချာလေးဖြည့်ရှင်းလိုက်တဲ့အခါမှာသူတို့နားလဲသဘောပေါက်သွားတယ်ပေါ့နော်အဲ့မှာဘယ်ကိစ္စရဲ့အတိုင်းမဆိုကိုကအောင်မြင်မှုကိုကြီးကဲထက်တွက်ထားလို့မရဘူးကြရှုံးခြင်းအပိုင်းတွေလည်းရှိနိုင်တယ်အဲ့ဒါကနေမှကိုကပြန်သင်ခန်းစာယူပြီးတော့ကိုရအောင်မြင်မှုကပို့ပြီးတော့ရေရှည်ခိုင်မြဲအောင်တည်တံ့ခိုင်မြဲအောင်လှုပ်ဆောင်နိုင်တယ်ဆိုတာကိုကျွန်မကနေမှကျွန်မကြောင်းသားတွေကိုသင်ခန်းစာပေးခဲ့ခြင်းဖြစ်ပါတယ်ပေါ့နော်โอเคအားလုံးဆိုရင်ကျွန်မရဲ့ share ဗီဒီယိုလေးကိုကျွန်မဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ပေါ့နော်နောက်တစ်ပတ်ဒီကြရင်လည်းကျွန်မသင်ခန်းစာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ
ပြီးတော့ကျွန်မစာသင်ခန်းထဲမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတွေကိုကျွန်မ share လေးလုပ်သွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်